အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်ထောက်ချက်မြေတဲကရောင်းဝယ်ရေးကကျွန်တော်ကိုအောင်ကြီးဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာထပ်မံမိတ်ဆက်ပေးမယ်ကားလေးကတော့ဒိုင်ယန်6ပေါက်490တချင်းခွဲလေးနဲ့ကျွန်တော်ထပ်မံမိတ်ဆက်ပေးမယ်အခက်ရဆိုလို့ဆိုရင်လည်းအခက်ရတဲ့လေးကပြည်တန်းလေးနဲ့သုံးရမယ်ကားတော်တော်လေးလက်ဆက်မှုရှိသေးတယ်ဗျကားလေးလည်းတော်တော်လေးကောင်းသေးတယ်ဗျလိုင်းစင်တက်တန်လေးရလည်းအစ်စ်နဲ့ရမယ်တာယာ6လုံးကလည်း85ရာခိုင်နှုန်းကျန်တယ်ကားကောင်းကြောင်းကိုလည်းကျွန်တော်ဘက်က100ရာခိုင်နှုန်းတာဝန်ယူပြီးတော့ရောင်းပေးမယ်အင်ဂျင်ဆိုလို့ဆိုရင်လည်းအခိုးငွေမရှိဘူးဗျာအင်ဂျင်ဆိုလို့ဆိုရင်လည်းလက်တင်သုံးရမယ်ဖရိတ်နေပါလေဆိုလို့ဆိုရင်လည်းအော်သေးဖြစ်မယ်ဗျာနောက်ပေါ်လီပါဆိုလို့ဆိုရင်လည်းဖြတ်ဆက်ထားတာတို့အဆွေးမြေနာစာတို့မရှိကြောင်းကိုကျွန်တော်ဘက်က100ရာခိုင်နှုန်းတာဝန်ယူပြီးတော့ကျွန်တော်ရောင်းချပေးမယ်ခေါင်းကန်အတွင်းကန်လက်ဆက်မှုလေးကိုလည်းတစ်ချက်ဆက်လက်ကြည့်ရှုပေးအခရနဲ့မလိုက်အောင်ကတော်တော်လေးတက်နေဗျခေါင်းကန်းတွေပါဆိုလို့ဆိုရင်လည်းအကွဲပြက်နာစာမရှိဘူးဗျထိုင်ကုန်ဒက်စ်ဘို့အားလုံးကတက်ခက်ရှိရဗျသူပေးရတဲ့ဈေးနဲ့ဝယ်ရတဲ့ပစ္စည်းနဲ့တန်နေရမယ်ဗျအင်ဂျင်ဆိုလို့ဆိုရင်လည်းအခိုးငွေရှင်းတယ်အင်ဂျင်ကောင်းကြောင်းလည်းကျွန်တော်ဘက်ကတရားတော့တာဝန်ယူတယ်ဖရိတ်တွေပါလေဆိုလို့ဆိုရင်လည်းတစ်ချောင်းလုံးအော်သေးဖြစ်မယ်ဗျအောက်မှာဆွေးရမြည်တာနာစာလုံးဝမပါဘူးလုပ်ငန်းသုံးကားပေါ်မှာလုပ်ငန်းသုံးကားနဲ့မလိုက်အောင်ကားကောင်းတယ်ဗျာလုပ်ငန်းသုံးကားဝယ်တဲ့နေရာမှာလုပ်ငန်းသုံးကားအကြောင်းကိုတိတဲ့သူတွေကားကြည့်ရတယ်တိတယ်ဗျာကားကောင်းတယ်မကောင်းဘူးဆိုတာဖရိတ်တစ်ချောင်းလုံးကိုကြည့်လိုက်ဖရိတ်တစ်ချောင်းလုံးပတ်လေးကိုကြည့်လိုက်ဖရိတ်မှာလုံးဝအဲတာမရှိဘူးအဆွေးမြေနာစာမရှိဘူးကျွန်တော်ဘက်ကလည်းကားကောင်းကြောင်းကို100ခိုင်နှုန်းတာဝန်ယူပြီးတော့ကျွန်တော်ရောင်းချပေးမယ် Give it to me